အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဒါဒီထိုင်းနဲ့ကမ္ဘောဒီးယားကိုနှစ်နိုင်ငံနယ်စပ်မှာဒါနယ်မြေညှိနှိုင်းမှုဖြစ်သွားဘူးဒီပရိပကနဲ့ဖြစ်ပြီးတော့ဒါဒီနှစ်နိုင်ငံဒါစီးရေးရှင်တွေရောဒါဒီစီးပွားရေးရှင်တွေနိုင်ငံရေးရှင်တွေဒါဖက်ကနေဒါဘယ်လိုတုံ့ပြန်လာလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနည်းငယ်ပြဖို့ဆွေးနွေးပြတော့လက်ရှိပေါ့ဒါအခုဒီထိုင်းနဲ့ကမ္ဘောဒီးယားဒါဒီနှစ်နိုင်ငံကဒါအခုဒီဒါလွန်ခဲ့တဲ့ပေါ့ဒါဒီကိုလိုနီခေတ်1905ခုနှစ်လောက်ကဒါဖြစ်သွားတဲ့ဒါဖြစ်စဉ်တွေနဲ့ဆက်ပြီးတော့ဒါအခုဒီနေ့ဒါပရိပခါထပ်ဖြစ်တာပေါ့ထပ်ဖြစ်ရအချိန်နဲ့ထပ်ပြီးတော့ဒါလိုက်ကြည့်မယ်ဆိုရင်ဒါဒီခုပြင်သစ်ကိုလိုနီပေါ့ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ဒါဒီထိုင်းနဲ့ဒါဒီနယ်စပ်ဒါမိုင်900ပတ်ဝန်းကျင်လောက်မှာရှိတဲ့ဒါနေမြေအများပြားကိုဒါဒီပြင်သစ်နိုင်ငံကဒါဒီအတိအကျဒါဘယ်နိုင်ငံပိုင်နေဆိုပြီးတော့သတ်မှတ်ထားခြင်းမရှိရဖြစ်တဲ့အတွက်ဒီလက်တလောပေါ့ဒါဒီခု Behavior Temple ဘုရားကျောင်းပေါ့ဒီဘုရားကျောင်းမှာဆိုရင်ဒါဒီထိုင်းမှာရှိတဲ့ဒါဒီစစ်သားတွေနဲ့ဒီဘက်ကကမ္ဘောဒီးယားစစ်သားတွေဒါ2ပိုင်း5ပိုင်းဆိုပြီးတော့ညှင်းပွားခဲ့ရဖြစ်စဉ်တွေရှိသွားဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါဒီခုဒီနိုင်ငံရေးရကြည့်မယ်ဆိုရင်ဒါခုဒီ ICJ မှာဆိုရင်ဒါဒီကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ဒါလူနိုင်ငံပိုင်နေဆိုပြီးတော့ဒါအလေးသာတာထိုင်းကဒါဒီပထမတစ်ခေါက်ကဒါသူတို့ရှုံးထားဖြစ်တဲ့အတွက်ခုဒီလက်ရှိဒါဒီနေ့ဖြစ်စဉ်ရဆိုရင်ဒါဒုတိယကြိမ်မြောက်ဒါသူတို့အနေနဲ့ ICJ သွားဖို့အထိတော့ဒါလမ်းစဉ်မတွေ့ရအောင်ထိုင်းအနေနဲ့ကဒါခုဒီနိုင်ငံရေးရဆိုရင်ဒါသူတို့အနေနဲ့ဒါရှောင်ထွက်ပြီးတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဒါဒီစီးရအောင်ဒါဒီစီးပွားရေးရအောင်ဒါသူတို့အတွက်အကျိုးမြတ်မရှိရဖြစ်တဲ့အတွက်ဒါဒီနိုင်ငံအစိုးရအနေနဲ့ဒါဒီတန်တမာရေးရလည်းပဲဒါဖြည့်ရှင်းသွားနိုင်တော့ကမ္ဘောဒီးယားဘက်ကကြည့်မယ်ကမ္ဘောဒီးယားဘက်ကကြည့်မယ်ဆိုရင်ဒါစီးရဒါထိုင်းကိုမရှင်းနိုင်ဘူးပေါ့ဒါသူတို့အနေနဲ့ကဒါစိတ်ဓာတ်နဲ့တတိပိုင်းဆိုင်ရာကတော့ဒါထိုင်းတက်ပို့ပြီးတော့တာနေတော့တွေ့ရတော့ဒါဒီနှစ်နိုင်ငံအနေနဲ့ကဒါဒီယဉ်ကျေးမှုနေမြေရဒါအကျိုးစီးပွားပေါ်ဒါနိုင်ငံရဲ့အများကြီးတက်ရောက်နေဖြစ်တဲ့အတွက်နှစ်နိုင်ငံလုံးကတော့ဒါဒီနေမြေကိုဒါ2ပိုင်း5ပိုင်းဆိုတော့ထက်ဒါဒီတနိုင်ငံကတော့ဒါအပိုင်းလိုချင်တယ်ဟုတ်ဒီဖြစ်စဉ်တွေနဲ့ကြည့်ပြီးတော့သွားမယ်ဆိုရင်ဒါဒီသူတို့စီရေးရဆိုရင်ဒါဒီကြီးမားဖြစ်ခဲ့တာမရှိဘူး1962တကြိမ်ပြီးရင်ဒါဒီ2008ပြီး2011 2013ပေါ့ပြောချင်တာ2011တုန်းကဆိုရင်ဒါဒီအကြီးမားဆုံးပြင်းထန်မှုဖြစ်သွားပေါ့တစ်ဖက်နဲ့တစ်ဖက်ဒါလက်နက်ကြီးဖြစ်တာလောက်ထိဖြစ်သွားအခုဒီနေ့ဖြစ်စဉ်ဖြစ်သွားဆိုရင်ဒါဒီကမ္ဘောဒီးယားဘက်ကစစ်သားတယောက်သေဆုံးတာလောက်နဲ့ပဲဒါပြီးဆုံးသွားတာပေါ့အခုလက်ရှိပေါ့ဒါစီရေးရဆိုရင်ဒါနှစ်ဖက်လုံးကဒါတင်းမာမှုတွေဖြေလျှော့ပြီးတော့ဒါဒီနှစ်နိုင်ငံဒါနေဆက်ဒါတက်တွေအားလုံးကဒါသူ့နေရာနဲ့သူပြန်ပြီးတော့ဒါနေရာချထားတဲ့အခြေအနေထိရောက်သွားဒါဒီနိုင်ငံရေးရကြည့်မယ်ဆိုရင်လည်းနှစ်ဖက်လုံးကဒါတင်းမာမှုတွေကဒါဒီတန်တမာရေးရအဆင့်အနေနဲ့ဒါဒီဖြည့်ရှင်းသွားဖို့ရှိနေဒါဒီဘက်ကစီရေးရကြည့်မယ်ဆိုရင်လည်းဒါပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာမရှိဘူးဒါအကျိုးစီးပွားရအောင်စီးပွားရေးအနေနဲ့ကြည့်မယ်ဆိုရင်ဒါဒီနှစ်နိုင်ငံလုံးအနေနဲ့ကဒါဒီခုနိုင်ငံရဲ့ဒီခီးသွားဝန်ဆောင်မှုတွေဒါအများကြီးပေါ့အကျိုးစီးပွားတက်ရောက်နေတဲ့နေရာတွေပေါ့ဒီနေရာတွေဖြစ်တဲ့အတွက်ခုဒီနှစ်နိုင်ငံလုံးကဒါဒီထိလွယ်ရှာလွယ်နေရာကြီးဖြစ်နေပြောချင်တာဒီကမ္ဘောဒီးယားအနေနဲ့ကဒါနောက်ခံကတရုတ်ဖြစ်နေတယ်ပြီးရင်ဒီတစ်ဖက်ကထိုင်းပေါ့ထိုင်းကအမေရိကန်ဖြစ်နေဖြစ်တဲ့အတွက်ဒါဒီအကျိုးစီးပွားရဒါဒီကဲဒါပရိပခဇုံအနေနဲ့ဒါမီးမွေးလို့ကောင်းမဲ့နေရာကြီးတစ်ခုဖြစ်နေဒါသူတို့နှစ်ဦးအနေနဲ့ကဒါဒီနောက်ခံနေမတူတာဖြစ်တဲ့အတွက်ဒီကြတဲ့ဒါရေရှည်မှာတော့ဒီတင်းမာမှုရတဖြည်းဖြည်းနဲ့ဒါဒီထပ်ဖြစ်နဲ့ဒါဒီဂျုံပဲဖြစ်နေဦးမယ်ဆိုတာတော့မြင်တွေ့နေရတော့ဒါဒီပြန်ပြီးရှုပ်ရမယ်ဆိုရင်ဒါဒီခုထိုင်းနဲ့ကမ္ဘောဒီးယားဒါရေပိုင်နဲ့မှာဆိုရင်ဒါရေနံနဲ့တဘာဝတန်းကိုရနှစ်နိုင်ငံလုံးကဒါအငင်းပွားနေတာဖြစ်နေအကျိုးစီးပွားအရဒါဒီနောက်ခံနိုင်ငံတွေအရာဒါဒီပြီးတော့ဒါဒီတစ်ဖက်နဲ့တစ်ဖက်ကဒါဒီပြည်ပခါတွေကဒါဒီဒိုလို့ဖြစ်နေတာပေါ့ဒီရှက်တွေပေါ်မှာကြည့်မယ်ဆိုရင်ဒီနိုင်ငံနှစ်နိုင်ငံအနေနဲ့ပေါ့အခုဒီလက်ရှိခင်းချင်းသွားနေတဲ့ဒါဖြစ်စဉ်ဖြစ်သွားတဲ့ဒီဖျားเจ้าနေမြေညှင်းပွားမှုပြီးရင်ဒါဒီနေဆက်မိုင်900ပတ်လည်မှာရှိတဲ့ဒီနေမြေညှင်းပွားမှုတွေပေါ့ဒီညှင်းပွားမှုတွေကအခုဒီလက်တလုံးမှာဆိုရင်ဒါဒီအကောင်းဆုံးပေါ့ဒါဒီတရုတ်ထောက်ခံမှုနဲ့ပြီးအမေရိကန်အားပေးမှုပေါ့ဒီနှစ်နိုင်ငံရဲ့ပြန်ဆိုင်မှုကြားထဲမှာဒါဒီနူးဝေးပြီးတော့ဒါဒီကပြပခဆုံးအစ်ဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကျေးဇူးတင်ပါတယ်